လောကမှာတော့ဖြစ်တဲ့တရားတွေကဖြစ်နေကြပြီးပြတ်တဲ့တရားတွေကတော့ပြတ်စည်းနေကြတာပဲအလုံးဟာယူယွင်းဖောက်ပြန်ပြီးတော့ဖြစ်တဲ့အချိန်ဖြစ်ကြပြီးပြတ်တဲ့အချိန်ပြတ်နေကြတာပဲသို့တော့ကိုယ်မှသာခံယူပုံခံယူနေကွဲပြားတဲ့အတွက်ကြောင့်ဝမ်းနေလိုက်ဝမ်းသာလိုက်ကျဉ်းနှက်လိုက်မကျဉ်းနှက်လိုက်နဲ့လောင်ကျွမ်းနေတာအဲ့တော့ရွေးချယ်စရာမရှိတော့ဘူးအရာရာကလည်းတည်မြဲတာမှမဟုတ်တာဖြစ်ပြီးပြတ်နေကြတာအမျိုးမျိုးပြောင်းလဲနေတာဒါတွေကိုမြင်တွေ့နေအဲ့တော့ကြုံလာသမျှကြုံလာသလိုပဲရင်ဆိုင်လိုက်တော့မှာကြုံသလိုပဲလက်ခံလိုက်တော့မှာပဲအဆိုးလာမှလားအကောင်းလာမှလားအဲ့တော့ဆိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသူ့အတိုင်းပဲလက်ခံလိုက်ရတော့မှာပဲအဲ့တော့ဒီလိုလက်ခံတဲ့နေရာမှာဘယ်လိုလက်ခံမလဲအဆိုးသဘောနဲ့လက်ခံမလားဖြစ်ပြန်ပြီးရောက်လာပြန်ပြီးဒီလိုသဘောမျိုးနဲ့ဒီအရာတွေကိုလက်ခံမှာလားလောကသဘာဝတွေကိုအဲ့လိုမျိုးလက်ခံလိုက်မယ်ဆိုရင်နေစဉ်နဲ့အမျှစိတ်ဆိုးနေရမယ်ဒေါသထွက်နေရမယ်လောင်ကျွမ်းနေရမယ်မာနတွေနဲ့လောင်နေလိမ့်မယ်အဲ့တော့ဇဝေဇဝါတွေနဲ့မရေမရာတွေနဲ့အဲ့ဒီလိုခံစားချက်တွေဖြစ်နေစိတ်ဓာတ်တွေကြမယ်မကောင်းဘူးကိုယ်ပဲထိခိုက်တယ်အဲ့တော့ကြုံလာသမျှတော့ကြုံလာသလိုပဲရင်ဆိုင်ဖြေရှင်းလိုက်မယ်ဆိုပြီးတော့တတိမွေးပလိုက်ရတယ်ဖြစ်ချင်တာဖြစ်အဲ့တော့ဖြေရှင်းနိုင်တယ်လို့ဖြေရှင်းသွားမှာပဲအဖြေရှင်းနိုင်တော့လည်းဘာဖြစ်လဲရင်ဆိုင်လိုက်ရုံပဲအဲ့တော့ဒီလိုမျိုးနဲ့ပဲသူ့သဘောအတိုင်းပဲထားလိုက်ပြီးတော့အဲ့ဒီအရှုပ်အထွေးအခက်အခဲပြဿနာတွေကြားထဲမှာကိုပဲကိုယ့်ဘာသာကိုပြန်ပြီးပျော်ရွှင်အောင်နေလိုက်မှာပဲကိုယ့်ဘာသာကိုအေးချမ်းအောင်ကြံဖန်စူးစမ်းပလိုက်မှာလူဆိုတာအဲ့ဒီလိုအရေးချင်းရှိတယ်အဲ့တော့ကိုလှုပ်ချင်စိတ်ပဲအရေးကြီးတာမဟုတ်ရင်တခုခုဖြစ်လာသူတစ်ပါးကိုအပြစ်တင်လိုက်ရအခြေအနေတွေကိုအပြစ်တင်လိုက်ရအပြစ်တွေလိုက်တင်နေတာနဲ့ပဲဒေါသတွေဖြာပါဒတွေနဲ့ပူလောင်မကောင်းဘူးမနေပြောတော့ဒီတော့ကိုယ်နှလုံးသားထဲမှာဘာဖြစ်နေလဲဆိုတာကိုသိရမှာတတိရှိဖို့လိုတယ်အခုဘာတွေဖြစ်နေတာလဲလောဘနဲ့လောင်နေပြီလားဒေါသနဲ့လောင်နေတာလားအခုလောလောဆယ်မချင်မနှက်ဖြစ်နေတာလားသို့မဟုတ်စိုးရိမ်နေတာလားအဲ့တော့လောကကြီးမှာကသူဖြစ်ချင်တဲ့အကြောင်းကဖြစ်ချိန်တန်ရင်ဖြစ်ကြတာပဲပြတ်ချင်တဲ့အကြောင်းကလည်းပြတ်ချိန်တန်ရင်ပြတ်ကြတာပဲဆိုတော့အဲ့တော့ကိုယ်တတိနဲ့ကိုနေပြီးတော့ကိုပြန်ပြီးကိုယ်တတိတရားကောင်းကောင်းထားပြီးတော့ပျော်ရွှင်နေအောင်သာနေပြလိုက်ရမှာတက်ကြွနေအောင်သာပြန်ပြီးစူးစမ်းပလိုက်ရမှာဒါတော့ညီးတွားနေလို့လည်းဘာမှပြောင်းလဲမသွားအပြစ်တွေတင်နေလို့လည်းဘာမှလည်းကိုမပြောင်းလဲနိုင်ဘူးဒေါသတွေထွက်နေလို့လည်းဘာမှမပြောင်းလဲဘူးသူ့အတိုင်းသူ့အတိုင်းပဲအဲ့တော့ကိုလုံးလို့ရတာတွေကိုလှုပ်သွားမှာပေါ့အာယုံစိုက်ပြီးတော့ဒီလောလောဆယ်ပြစ္ဆုတ်ပံအချိန်မှာပဲအာယုံစိုက်ပြီးတော့ဘာလုံနိုင်တယ်လဲငါဘာလုံနိုင်တယ်လဲဆိုတာကိုကြည့်ရမှာအဲ့တော့ဘာကဒီအချိန်မှာအရေးအကြီးဆုံးလဲဆိုတာကိုကြည့်ရမှာအဲ့တော့လုံနိုင်တာနဲ့အရေးအကြီးဆုံးနဲ့ဒီနှစ်ခုပဲစဉ်းစားပြီးတော့သွားတော့မလုံနိုင်လို့ဆိုပြီးတော့ထိုင်ဆင်းရဲတဲ့အခြေအနေကမပြောင်းလဲဘူးမပြောင်းလဲတော့စိတ်ဆင်းရဲတာအလကားပဲစိတ်ဆိုးနေတာအလကားပဲအဲ့တော့လက်ရှိအချိန်တိုင်းတန်ဖိုးရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ဘာသာကိုပြန်ပြီးတော့ကိုပြန်မတ်တည်ပြီးကိုပြန်ပြီးတော့ပြုစုပြောထောင်ပေးရမှာပဲပူလောင်နေလို့ရှင်အေးသွားအောင်မရွှင်မပြဖြစ်နေလို့ရှင်ရွှင်ပြသွားအောင်ကိုယ့်ဘာသာကိုစူးစမ်းပလိုက်ရမှာလူတိုင်းဒီလိုစူးစမ်းနေကြရတယ်ဒီအချိန်မှာဘယ်သူမှတော့နေပြောနေကြတာမဟုတ်ဘူးသို့တော်လည်းပဲခံယူပုံခံယူနည်းကွာသွားတာသဘာဝတရားတွေပဲဒေါသထွက်လည်းဘာမှပြောင်းလဲတာမဟုတ်ဘူးအဲ့တော့ကိုအေးအောင်နေဖို့လိုတယ်ကိုမပြောရင်လည်းပြောအောင်ကြံဖန်ပြီးတော့ပျော်ရွှင်အောင်လုပ်နေဖို့လိုတယ်အဲ့တော့ဘဝမှာလူရဲလို့လာဖြစ်လာတာကိုစိတ်ဆင်းရဲမှုများစွာနဲ့အကုသိုလ်များစွာနဲ့တော့အသိမခံနဲ့အဲ့တော့မေတ္တာပွားနေခြင်းဘုရားကုံတော်ပွားခြင်းတရားကုံတော်ပွားခြင်းတန်ခါကုံတော်ပွားခြင်းတတ်နိုင်ရင်တရားအားထုတ်ခြင်းဒါတွေနဲ့ပဲအချိန်ကုန်လိုက်လို့ရှိရင်စိတ်ကပြန်ပြီးတော့လန်းဆန်းသွားတယ်ကျန်တဲ့အာယုံတွေကတော့စိတ်ညစ်စရာကြီးပဲကြုံမှာပဲပြောရဲဆိုတာခဏပဲအဲ့တော့ဘုရားအာယုံတရားအာယုံတန်ခါအာယုံနဲ့ငြိမ်အောင်နေကြရတယ်ကိုပြန်လဲပြီးတော့ရွှင်ပြလာအောင်ကိုကြည်ညိုလို့ရတဲ့အာယုံကိုယူရတယ်ဟောကိုမငင်းဆဲကြနဲ့အချိန်တိုင်းမှာကိုပြန်ကဲလူတိုင်းဒီလိုပဲအချိန်တွေစိုးကြောင်ကြားလိုက်လို့ပဲဖြစ်ပါစေမြင်လိုက်လို့ပဲဖြစ်ပါစေခံစားကြရတာပဲအဲ့ဒီခံစားမှုတွေကိုအကြာကြီးမွေးထားလို့မကောင်းဘူးအကုသိုလ်တွေဒါကြောင့်မလို့ကုသိုလ်ဖြစ်သွားအောင်ပြန်ပြောင်း
ကုသိုလ်စိတ်နဲ့ပြောအောင်ပြန်ကြိုးစားကုသိုလ်စိတ်နဲ့အေးအောင်ပြန်ကြိုးစားအဆင်ပြေသွားလိမ့်မယ်တဘာဝတရားတွေကိုတဘာဝတရားတွေလို့ပဲလက်ခံထားလိုက်အဆင်ပြေသွားပါလိမ့်မယ်ဒါကြောင့်အာလုံးတရားနာပရိသတ်အပေါင်းနဲ့ကဘာသူကဘာသားအပေါင်းဘေးရန်ကင်းကွာကြပြီးကိုယ်စနစ်ပြချမ်းသာချမ်းသာ၍အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ